Sari Beach of Koh Island in Thailand. Thailand ကခိုတောင်ကျွန်းမှာရှိတဲ့ Sari ကမ်းခြေဖြစ်ပါတယ်။ကမ်းခြေတော်တော်ရှိတယ်။တော်တော်ရှိတယ်။23ရက်ဖေဖော်ဝါရီလ2023而且斜月我风力小ဒီမောစိတ်ကဟိုဘက်အဲ့ဘက်ဆက်ကြဒီဘက်ဟိုပြရတယ်ဒီဘက်ဒါနောက်ဘက်ကိုလဲတယ်ခန်းကြီးနောက်ဘက်ကိုရှောက်တော်မလို့ရောက်ဖက်ပေါ့အဲ့ဒါနောက်ပဲပဲဒီကအရှိပဲတော့မြောက်ဘက်ကိုရှောက်ကျဲတယ်တရားကနာပြောတယ်တရားတော့မဖြူဘူးဆိုတာညီညွတ်အောင်ပေါ့ထိုင်းပင်လေခွေးမှာရှိတယ်ကျွန်းလူကျွန်းပေါ့ကျွန်းသုံးကျွန်းကကတ်ကိုဆာမောကျွန်းရယ်ကိုဆာမွေးကျွန်းရယ်ကိုဖန်ကန်းကျွန်းရယ်ကိုတောင်းကျွန်းရယ်အခုကျွန်းသုံးချင်းလျှောက်လဲအခုနောက်ဆုံးကျွန်းပေါ့ဒီကျွန်းမှာတညအိတ်မယ်မနေ့ကချမ်ပုံဝင်ပြမယ်ချမ်ပုံကိုပြန်ချမ်ပုံကနေယထာစီဘန်ကောက်ရောက်ဘန်ကောက်ကရန်ကုန်ပြန်မယ်